အားလုံးပဲယေရှုနာမနဲ့မင်္ဂလာပါလို့ခေါ်ဆက်တာပါတယ်အားလုံးမင်္ဂလာပါလို့ကျွန်တော်ခေါင်းပေးမယ်ကျမ်းပိုက်လေးကတော့ကောလောသဲအခန်းကြီး၄အငယ်လေးဖြစ်ပါတယ်လို့သူနည်းနည်းသောအရာကိုဟောပြောခြင်းကဘုရားခင်သည်တရားဟောရာတကားကိုငါတို့အားပွင့်ပြတော်မူမည်အကြောင်းကို၎င်းထိုနည်းနည်းသောအရာကိုဟောပြောအပ်သည်နှင့်အညီငါဖော်ပြမည်အကြောင်းကို၎င်းငါတို့အဖို့လည်းဆုတောင်းကြလောတဲ့ကောလောသဲအခန်းကြီး၄အငယ်လေးဖြစ်ပါတယ်ထိုနည်းနည်းသောအရာကိုဟောပြောခြင်းကဘုရားခင်ကသူ့ရဲ့ကားကိုဖွင့်မှသာလေကျွန်တော်တို့ကဟောပြောခွင့်ရှိတာဖြစ်တယ်ဘုရားခင်ဝိညာဉ်တော်တောင်းလောင်းမှသာလေကျွန်တော်တို့ကခွန်အားပေးခွင့်ရှိတာဖြစ်ပါတယ်ဘုရားခင်ဝိညာဉ်တော်ပြည့်ခြင်းမရှိဘဲနဲ့ဘုရားခင်တို့ဆောင်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့ကဝိညာဉ်တော်မပါဘဲနဲ့ခွန်အားပေးလို့ရှိရင်လေခွန်အားတိဆောက်ချက်ဖြစ်စီမှာမဟုတ်ပါဘူးလို့တော့ဘာကြောင့်လဲဆိုတော့ဘုရားခင်တော့ကပတ်တော်ကဘုရားခင်ဝိညာဉ်တော်စင်တတ်မှသာလေကျွန်တော်တို့ဘုရားခင်ကောင်းမြတ်ခြင်းနဲ့ဘုရားခင်လှုပ်ဆောင်ပေးခြင်းနဲ့ဘုရားခင်နမိတ်လက္ခဏာတွေဘုရားခင်လှုပ်ဆောင်ပေးထားတဲ့အရာတွေထပ်လှုပ်ဆောင်အောင်မဲ့အရာတွေကိုကျွန်တော်တို့ကခွန်အားပေးလို့ရတာဖြစ်ပါတယ်လို့မှတ်သုံးရင်ကျွန်တော်ခွန်အားလို့ပြောမယ်ပေးလို့တော့ရရဘူးနော်ဒီချိန်ဆိုကျွန်တော်ကဘုရားခင်ကကျွန်တော်ကိုခေါ်တယ်ဟောနော်ခေါ်တယ်ဘုရားခင်ကကျွန်တော်ကိုခေါ်တယ်ဆိုတာကဘုရားခင်ကသူ့ရဲ့အိမ်တော်ကိုခေါ်တာမဟုတ်ဘူးဘုရားခင်ကကျွန်တော်ကိုသူ့ရဲ့ကောင်းမြတ်ခြင်းတွေကိုပြောခိုင်းဖို့အတွက်အစီခံဖို့အတွက်ကိုကျွန်တော်ကိုသူကခေါ်တာဖြစ်တယ်ကျွန်တော်ရဲ့လှုပ်ဆောင်ခြင်းမပါဘဲနဲ့ကျွန်တော်လုံနိုင်ဘူးမလုံနိုင်ဘူးဒါပေမဲ့ကျွန်တော်မလုံနိုင်တဲ့အရာကိုဘုရားခင်ကလုပ်ပေးတာအဲ့ဒါကဖေရမလုံနိုင်တာကကျွန်တော်လူတွေကမလုံနိုင်ကျွန်တော်လည်းမလုံနိုင်ဘူးမှမလုပ်နိုင်ဘူးလုပ်ပေးတာကဖေရကျွန်တော်ကိုလုပ်ပေးတာဖေရကျွန်တော်ကိုထဲကိုထည့်ပေးတာဖေရကျွန်တော်ကိုလုပ်ခိုင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်မှန်ဆိုရင်တိနာကြပြီပေါ့နော်ဖေရကခေါ်တာအိမ်တော်မဟုတ်ဘူးနော်သူ့ရဲ့မျက်မှောက်တွေကိုဆွဲခေါ်တာဖေရအိမ်တော်ကိုခေါ်တာမဟုတ်သေးဘူးမျက်မှောက်တွေကိုဆွဲခေါ်တာဖြစ်တယ်ဖေရခေါ်တာကျွန်တော်တိနာကြပြီဘာကြောင့်လဲဆိုတော့ကျွန်တော်လောက်စေးုံတက်ရတယ်ကျွန်တော်ပဲရှိတယ်နော်စေးုံဒီစီကန်းဒီစီကန်းတွေဆိုရင်ကျွန်တော်အပြဘူးနဲ့စီကန်းတော်များမြို့နယ်တိုင်းမှာနော်တမျိုးတွေမှာတစ်ခုလောက်လည်းရှိတယ်ကျွန်တော်စီကန်းပြဘူးလေစီယုံဆိုရင်ကျွန်တော်3ခါလောက် TV ဒီလူပြောမယ် TV ရောဒီဘန်ကရီယာစကိုဒီရန်ကုန်စီယုံမှာလည်းအကျော်နဲ့လက်မချောင်းလို့တက်ရသေးတယ်3ခါလောက်အဲ့တော့ရင် TV လက်တည်နိုင်တာပဲအကျော်ဆက်ပြီးလေးဖြတ်ပြီးတော့တည်နိုင်တာပဲဘန်ကရီယာစပူအောင်ဆိုသေးတယ်နော်တည်ဖို့ကျွန်တော်တို့မြင်ဘူးလေဘန်ကရီယာစနဲ့တည်တဲ့လူတွေအသက်30မကျော်တဲ့လူတွေကျွန်တော်ရုံးသားမရှိတဲ့လူတွေအသက်30ကျော်ပြအသက်ငယ်ငယ်လေးတွေ30မကျော်ဒီက4-5ယောက်လောက်ရှိတယ်အများကြီးပဲအဲ့လောက်နဲ့30မကျော်ပဲတချို့တွေ35 40တောင်မကျော်ဒီကဒါပေမဲ့ကျွန်တော်ပြန်စဉ်းစားကြည့်တယ်ကျွန်တော်လည်းအဲ့ဒီမှာတီးတင်းနေတဲ့မှာပါတယ်သူပဲတီးမှာပဲလေတီးတင်းနေတဲ့မှာပါတယ်ရောစေးရုံစုံနေစီးကနေစုံနေစေးတွေလည်းစုံနေနေရာတိုင်းပြနေရတာဒါပေမဲ့ပြကကျွန်တော်ပြစဉ်းစားလိုက်တီးပင်းနဲ့ဘာကြောင့်ဟောဖြစ်တယ်လဲအဲ့အကြောင်းကျွန်တော်က2025နှစ်မကုန်ခင်တည်းကကျွန်တော်အဲ့ဒါကိုခံစားရတယ်ကျွန်တော်ဘူးမှပြောပဲအဲ့ဒါကကျွန်တော်ခံစားရတယ်ခံစားပြီးတော့ကျွန်တော်ဘာလုပ်မလဲစိတ်ကူးတယ်ဒါကျွန်တော်မလုံနိုင်ဘူးကျွန်တော်မလုံနိုင်ဘူးဒါပေမဲ့မျောလင့်ခြင်းနဲ့ကျွန်တော်ဘုရားကိုမျောလင့်ခြင်းနဲ့အားကိုးပြီးတော့ဘုရားဘာလုပ်ပြီးမလဲအစားကိုကျွန်တော်မျောလင့်လိုက်တယ်ဘုရားဘာပြင်ဆင်ပြီးမလဲဒါပြင်တော့ပြင်ဆင်ထားတယ်ကျွန်တော်တို့အဲ့ဒါမျိုးကျွန်တော်အလုပ်ကိုဒုတိကျွန်တော်26ကူးတဲ့အချိန်မှာ2လပိုင်းလောက်မှာ1လပိုင်းလောက်ကျွန်တော်စတင်ရမှာမှန်တယ်2လပိုင်းကိုကူးရတယ်ကျွန်တော်တင်လိုက်တော့အခုတင်လာတယ်မကြတော့မကြသေးဘူးကျွန်တော်ယုံကြည်နေကျွန်တော်ဆက်လျှောက်တယ်ဆက်လျှောက်နေအဲ့လိုကျွန်တော်ဒီရောင်စိတ်ုံကြီးမှာကျွန်တော်တက်ပြတော့မှလည်းအဲ့တိုင်းပဲလက်မလျှောက်နိုင်လို့ဆိုပြီးသွားတာခါရင်လာလို့ပြုတ်တော့ပြောသူကအကျော်စိတ်တဲ့ဗာစိတ်ပြီးပြီးတော့ကျွန်တော်ရက်မတောင်းနေတော့တဲ့ဟာကျွန်တော်အဲ့လိုပြောရင်ကျွန်တော်ပိုရွဲ့တယ်ပိုလုတ်တက်တဲ့လူရက်မတောင်းနေတော့တဲ့ဟိုဖြစ်လို့ရှိရင်မကောင်းဘူးတဲ့အဲ့မှာလေ
သူ့ရဲ့စီးရုံဆင်းနေကျွန်တော်စီကူလိုက်တာစီးရုံဆင်းလို့ရှိရင်အဲ့လောက်ရွေးအောင်စီးရုံပြန်လာအောင်တောက်ပြီးတော့မှပြန်တော့ပြီးတော့ယောဂဖြစ်လို့ရှိရင်စီးရုံပြန်တက်မယ်ပေါ့ကျွန်တော်စီးစာအုပ်မှာရေးလိုက်တယ်အင်္ဂါနေ့ကြာရင်လို့ရှိရင်စီးရုံပြန်ပြရန်တဲ့ကျွန်တော်လည်းမပြောဘူးအရက်ဖြတ်မိဘူးပြောတယ်ဟာစိတ်ချမ်းသာရေးဌာနတယ်ဟာတော့ရေးလိုက်ကျွန်တော်အမှန်ဟာရေးလိုက်တော့ဟာဟုတ်သေးပါဘူးငါလည်းဘာမှပြောပဲနဲ့ဟုတ်မယူနေတယ်လားမသိဘူးလို့အမှဘယ်ရေးလိုက်တော့ဟာတော့အမေတွေပါကျွန်တော်ပြောတော့ဟာယူသေးလားမသိဘူးတော့လို့ဒါလေးလို့တွေ့တော့ဟိုမပြုတ်မဟုတ်ပါဘူးလေဘာလို့ဆိုးကျုံမရှိအောင်ဒီအဖြစ်အောင်စီးရီတိုက်လို့ပါတယ်တွားအောင်လေအဲ့ဒါတော့အပြင်မှာတော့ပြောလို့စီးအများကြီးပေးရတာအမှကျွန်တော်စီမစင်းနေဘာမှမလုပ်ဖော်ပြတဲ့တိုင်းစပြီးအေးရတယ်မနိုင်ဘူးလေအေးရတယ်မနိုင်ယူဘုရားကျောင်းမတွေးပြီးတော့မှ2025ကကျွန်တော်ပြင်ဆင်လာတဲ့အရာအဲ့ဒါ2025ကျွန်တော်နှစ်မကုန်ခင်10တက်လာပိုင်းလောက်လည်းကျွန်တော်ပြင်ဆင်လာတဲ့အရာအဲ့ဒါက2လပိုင်းလောက်မှကျွန်တော်ဖြစ်တာအဲ့ဒါဘုရားသခင်ကအထင်ပြီးရနော်ပြင်ဆင်လာတဲ့အရာ2026နှစ်လပိုင်းလောက်မှကျွန်တော်ဖြစ်တာဘယ်လိုလဲဆိုအလုပ်လုပ်ရတာမပြောတော့ဘူးအလုပ်ထဲမှာလုပ်လို့မပြောလို့ရှိရင်တခုခုပဲထူကြနေပြီပြောရင်ဖះတခုတော့ခိုင်းတော့မတခုတော့မှကျွန်တော်သိနေမှာ2026ကြာလို့ရှိရင်ထွက်မှာပါအဲ့မှာကျွန်တော်အဲ့ဒါထားလိုက်တယ်ဒီလိုမျိုး2026တကယ်ရောက်လာတဲ့အတိုင်းပဲနောက်လိုက်တဲ့အတိုင်းပဲဖះကအဲ့လိုဖြစ်စီပြီးတော့မှကျွန်တော်စဉ်းစားလိုက်တိုင်းပြီးတူးလိုက်တဲ့နေမှာပြန်ငေါ့ဖြစ်တယ်ဒါပေမဲ့ငါမှမလုပ်နိုင်ငါမတက်နိုင်ငါဟာအဲ့လိုသူများတွေလိုမျိုးပြောရတာစကားတော့ကျွန်တော်တော်များတယ်တော့မပြောဘူးအိမ်မှာတော့ပြောလဲ AC ပဲနေတာတော်တော့မပြောတော့ဘူးသူများတော့ပြန်နေပြောမယ်ဖះဟိုဘာကြောင့်ပြောတာလဲကျွန်တော်ဒီလိုမျိုး line ပေါ်မှာတင်လို့ရှိရင်ကျွန်တော်ပုံနေပါလေဆိုတော့တော်တော်တင်ခဲ့တယ်လေတပုံရရပြီးလို့မျိုးတင်တာတွေမရှိဘူးကျွန်တော်အဲ့လိုမျိုးဒါကြောင့်ဖះပြောလာလို့ရှိရင်ကျွန်တော်လို့ရမယ်ဘာကြောင့်ဝင်နေတော့ကပြောခိုင်းနေတာဝင်နေတော့လှုပ်ဆောင်ခိုင်းနေတာကျွန်တော်ကပြောရတော့လို့ရတော့အဲ့မှာကျွန်တော်ကတရမယ်လို့လေအဲ့မှာပြန်နေပြီးတော့ပြန်လဲရွေးနှုတ်တယ်ပြန်လဲရွေးကောက်တယ်ကျွန်တော်အချိန်မှာဒီဘာလဲကျွန်တော်အများကြီး10နှစ်15နှစ်လောက်ငယ်တဲ့လူတွေတည်တဲ့လူတွေအများကြီးပဲအဲ့မှာအဲ့လိုမျိုးယောဂမျိုးကြောင့်တည်ရတယ်နော်အများကြီးပဲကျွန်တော်လည်းတည်ရမှာပဲတကယ်တည်းလို့ကျွန်တော်ဆိုယောဂခေါင်းကနေခြေတော့စူးပြီးခြေတော့ဒီကောင်းနေတယ်တခုမှမရှိဘူးလေဘာမှမရှိဘူးကောင်းနေတယ်ဒါပေမဲ့ဘုရားကဘာကိုပဲကြည့်တယ်ခဏကိုပြင်ပန်းတဲ့ဟိုကျွန်တော်မကြည့်ဘူးအတွင်းထဲလုံးတော့ကြည့်တယ်လူတွေကဘာကိုကြည့်လဲဆိုတော့လှုပ်ဆောင်ခြင်းလှုပ်ဆောင်နိုင်ခြင်းကိုလူတွေကကြည့်မယ်ကျွန်တော်တို့အနာဂတ်ကိုတင်ညှို့ထုတ်ပြမယ်မဟုတ်ဘူး sorry အတိတ်ကိုတင်ညှို့ထုတ်ပြမယ်ဘုရားကကျွန်တော်တို့အနာဂတ်ကိုကြည့်ခိုင်းတာအတိတ်ကိုကြည့်ခိုင်းတာမဟုတ်ဘူးအနာဂတ်ကိုကြည့်ခိုင်းတယ်ဘုရားကျွန်တော်အနာဂတ်ကိုကြည့်အတိတ်ကိုပြန်မကြည့်အတိတ်ကိုကြည့်တာကစာတန်နေလာတယ်အတိတ်ကိုကြည့်တာကစာတန်ဒူလည်းအဖြစ်တွေတွတ်တင်လို့မရဘူးစာတန်ကသူတို့စီကိုလှုပ်ဆောင်ခိုင်းတာကြိုးကင်တာအဲ့ဒါကလူတွေရဲ့တဘာဝနော်အဲ့လိုမျိုးနော်မဖျားကျွန်တော်ပုံပြမယ်ကျွန်တော်စဉ်းစားရင်ကျွန်တော်ပြန်လာပတ်ဖတ်လိုက်စူတောင်းလိုက်ဖတ်လိုက်စူတနေ့တစ်ချိန်လောက်ပါပဲအများကြီးတိုင်လာလို့လည်းသုံးနေတယ်မဟုတ်ဘူးတစ်ချိန်တော့နော်တော်တော်လေးကိုပါပြတာတေချာစူတောင်းကျန်တာဖတ်နားလဲအောင်ဝင်းနေတော့နားလဲမှာကျွန်တော်ကျန်တာတချောင်းကြီးနားလဲအောင်ဖတ်ပြီးတော့ဖျားဖွင့်ပြပြီးတော့တိုးလောင်နာအဲ့မှာကျွန်တော်ကတော့အစ်စေးပဲဆရာမနဲ့ရေးပြလိုက်တိုင်းစီးပြီးပါရေးပြလိုက်တိုင်းစီးပြီးတော့ဝကန်လိုက်တော့ဆရာမကလည်း9000တော့ပဲရောင်းမယ်ဆိုပြီးစီးဆောင်နဲ့တော့ဝယ်စီးရုပ်စင်းလက်မှတ်စောင်းနဲ့တော့ဝယ်ရောင်းစောင်းနဲ့အဲ့ဒါယူရမယ်ကျွန်တော်မယူရစီးကမ်းပြတဲ့စောင်းလေးပဲယူရဟုတ်ယူရလို့ပြလို့တော့တိုင်းစီးပြီးကျွန်မတော့ပြန်မဲ့တော့နေတာအမစေးရုံမစေးငယ်ကျွန်တော်ဆောင်းနေရအဲ့မတော့လို့ရှိရင်လည်းကြောင်လာတဲ့တက်တီပါတုံလာတယ်ဘာဖြစ်လဲဟောကျွန်တော် easy ပဲလို့အဲ့မှာကျွန်တော်ကနေပြီးတော့ဟိုအတိုင်းစေးပြီးတော့ပေါ့ခိုင်းနေတယ်ကျွန်တော်မတော့လည်းမတော့ဒီကြမ်းမပြော easy နေကျန်းတာပဲဆူတောင်းကျန်းတာပဲဆူတောင်းကိုငေါ့ကိုအော်တူဘာမှလုပ်ချင်စေကိုမရှိဘူးလားဘာမှလုပ်ချင်စေကိုမရှိတာဟိုဖြစ်လို့ရှိရင်ပြန်နေစု
ဘုရားကြောင့်တွေးနေဘုရားကြောင့်စဉ်းစားတယ်ဘာလို့ရင်ကောင်းမလဲဘုရားကြောင့်စဉ်းစားဘာလို့ကောင်းမလဲပဲကျန်ပိုက်ပိုက်ကောင်းတယ်အဲ့ဒါလေးပဲစဉ်းစားဟိုနည်းနည်းချင်းပန်းနေဘာမှမလုပ်ဆိုရင်လုပ်ကြည့်နေဘာမှမရှိတာအဲ့မှာလေညောင်းမရရောအင်္ဂါလေးကိုစေးကန်တော့ပြမယ်စေးုံတော့ပြမယ်စေးစာကစေးုံဆင်းလာတဲ့ဒိုင်စပင်ဝင်လာတဲ့မရှိတော့ပျောက်ရောအပြီးပျောက်လက်မှာစေးတော့ဝင်နေပျောက်သွားစေးုံတော့ပြလို့မရဘူးကျွန်တော်အဲ့ဒါတလုံးနဲ့ပြောလိုက်တယ်ကျွန်တော်မတော်ခင်နေပြောစေးုံသွားကြလို့လားမလို့ဘူးနော်ဒိုင်စပင်တော့တောက်လို့ဒိုင်စပင်တော့မတောက်ဘူးနော်အားတဲ့ဟုတ်တယ်စေးုံသွားခိုင်းတာဆေးရဝင်နေရတယ်စိုးရုံမရှိအောင်စီးဒီပါပြီးလိုက်ပြီးဆက်ပြီးတော့လေလုပ်ပြီးလိုက်မှာပေါ့ကျွန်တော်ဘာပြန်ပြောနောက်ပိတ်ထားလိုက်ခါတိုင်းကပြန်ပြောမှာပေါ့ကျွန်တော်ဟုတ်မလားပတ်တော့ပြန်ပြောမှာပေါ့ဒါပေမဲ့အဲ့မှာကျွန်တော်သိရကျွန်တော်ဘာပြန်မပြောရရင်ဟောဘာဖြစ်ဘူးကျွန်တော်ကအစ်စီပဲဆိုကိုဝင်နေတယ်မကိုတိနေတယ်စေးမလို့တော့စေးမလို့ဘာမှစေးမှကျွန်တော်လူအမှကျန်းတာပဲစူတော့ကျန်းတာပဲစူတော့အဲ့မှာကျွန်တော်တို့ဘာမှလုပ်ချင်နေမရှိတော့ပဲနဲ့ကိုမောင်ကိုဟိုတူဟိုပါဖြစ်တာဖျားနဲ့ပြန်ရည်တာပေါ့ခုနကျွန်တော်ပြောလို့ကျွန်တော်ကအခုထိအသက်မရှင်းသေးဘူးရှင်းနေတဲ့အကြောင်းမရှိဘူးပြန်ပြီးဒုနေတဲ့ပြန်စဉ်းစားမရှင်းသေးဘူးပြန်ပြီးမရှင်းသေးဘူးဟိုတေးကြရမရှင်းသေးဘူးအသက်သူများတွေကအသက်30လောက်ရှိသေးတယ်ကျွန်တော်အသက်20ကျော်အစိလောက်နေတယ်ဖျားတင်ခေါ်တော်မူပြီးကျွန်တော်ခံသွားလိမ့်မယ်အခုကဖျားတင်ကကျွန်တော်ကိုခေါ်တာကဖျားတင်အစီခံဖို့တော့ကျွန်တော်ခေါ်တာဖြစ်တယ်အဲဒါကြောင့်မလို့နည်းနည်းလေးအရာတွေကိုဖျားတင်ကကျွန်တော်ကိုခေါ်ပြီးဖွင့်ပြခိုင်းတာဖြစ်တယ်ဝင်ကခိုင်းတာဖြစ်တယ်အဲဒါကြောင့်မလို့ကျွန်တော်ခွန်အားပေးတာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်အငယ်6မှာဖျားတင်ကပါပြောရလဲဆိုတော့လူတီတီတို့ကအဘယ်သူပြန်ပြောရမည်ဒီကိုသိနိုင်ပြီအကြောင်းတင်တို့စကားလေးစားအားဖြင့်နံသောအရသာနှင့်ပြည့်စုံလျက်အစင်မပြတ်တင့်တယ်လျောက်ပတ်ပါစေလူတီတီတို့လူများကိုကျွန်တော်တို့ကပြန်ပြောတဲ့အခါမှာစားလေနံနဲ့အရသာကဘယ်လိုရှိလဲတော့စားလို့ယေရှုရဲ့ခရစ်တော်ရဲ့စားယေရှုရဲ့ခရစ်တော်ရဲ့ကောင်းကြောင်းကိုဝိညာဉ်တော်ရဲ့အရသာတော်ဟူဒီတော့ဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့ကတိုးထီဖို့အတွက်ကျွန်တော်တို့ကခွန်အားပေးတိုက်တွန်းပေးရမှာဖြစ်တယ်ဒါကကျွန်တော်ဝိညာဉ်တော်ကတိုးထီတာဖြစ်တဲ့ကျွန်တော်ကိုအသက်ရှင်နေသည့်ထားအတွက်ဘုရားသခင်နာမဘုန်းကြီးပါစေဘုရားသခင်ပါမဟုတ်တဲ့တောက်ဘုရားသခင်ယနေ့တိုင်အောင်ဝိညာဉ်တော်လမ်းပြမှုကြောင့်ပြင်ဆင်ပေးတဲ့အရာတွေကိုအထူးပဲကျေးဇူးတင်ရပါအဲ့မှာကျွန်တော်ပြန်ပြီးအတိတ်ကဟာကိုပြန်ဆွဲခေါ်ပြန်ပြီးတော့ဆင်ခြင်တဲ့အခါမှာဘုရားသခင်ကဒီနေ့ယခုထိတိုင်အောင်နောက်ကိုကောင်းလို့ပြင်ဆင်ပြီးတော့မှတွင်တင်ပြီးတော့မှလမ်းပြပြီးတော့မှလာမယ့်အနာဂတ်မှာလည်းကောင်းမွန်စွာနဲ့ပို့ဆောင်လမ်းပြမယ်ဆိုတော့ကျွန်တော်ကြည့်စေဘာကြောင့်လဲဆိုတော့စားဆိုတာကယေရှုငန်တော့အရသာပါဝိညာဉ်တော်ငန်တော့ယေရှုရဲ့ကောင်းမြတ်ခြင်းကဝိညာဉ်တော်ပါမတာရမှာဝိညာဉ်တော်တိုးတိမှာယေရှုရဲ့ကောင်းမြတ်ခြင်းကြောင့်ကိုကျွန်တော်တို့ကရောက်စုတန်းကိုပြန်လေခေါ်ပေးရမှာဖြစ်တယ်ကျွန်တော်အသက်တာနဲ့ပြန်လေကျွန်တော်ကခေါ်ပေးတာဖြစ်ပြီးဘသူရဲ့အသက်တာအမဟုတ်ဘူးကျွန်တော်တို့ကကျွန်တော်တတိခံချက်တွေကြောင့်ဒီယုံကြည်နေကျွန်တော်ရဲ့တတိခံချက်တွေကျွန်တော်ကိုဖျားပြီးလုပ်ပြီးချင်းအရာတွေကကျွန်တော်ခေါ်ပြီးတတိခံစရာမလိုဘဲနဲ့ကျွန်တော်ရဲ့တတိတွေကိုကြည်ချင်းအဖြစ်သူတွေပြန်လေတူးထိပြီးတော့မှကိုယ့်ရဲ့အတ္တတာမှာတခုခုနဲ့ပြန်လေတိဆောက်ပြီးတော့မှအနည်းဆုံးတော့တရားသခင်ကနည်းလေးတော့တင်းတို့ရဲ့ဝိညာဉ်မှာနည်းနည်းလေးတော့တစ်ဆင့်လောက်တော့ဒုက္ခဝါးသေးမယ်လို့ကျွန်တော်ယုံကြည်ပြီးတယ်။ဒါကြောင့်လည်းကျွန်တော်ရဲ့ကိုယ်တိုင်ကြိုတွေ့ရတယ်ဟိုဟာတွေဖြစ်တယ်ကျွန်တော်နောက်ပိုင်းကျမှတတိဒါတွေအများကြီးပဲပြန်တော့တကယ်တမ်းဆိုရင်လေအခုကကြတော့ကျွန်တော်ဘုရားရဲ့ကောင်းမြတ်ခြင်းအကြောင်းဘုရားရဲ့နည်းနည်းလေးအရာတွေကဘုရားရဲ့မကုန်နိုင်တဲ့ချစ်ချင်းမြတ်တာပေါ့နော်ကျွန်တော်တို့ကိုချစ်တဲ့မြတ်တာနဲ့ကျွန်တော်ဆွဲခေါ်တဲ့ခါတွေကကုန်နိုင်တဲ့ခါတွေကဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ကဖွင့်ပြခြင်းခံရတာဝိညာဉ်တော်အဖြစ်ကလေးကျွန်တော်တို့ကဆွဲခေါ်ခြင်းခံရတာဖြစ်တယ်ဝိညာဉ်တော်အားလေးကနေကျွန်တော်တို့ကခွန်အားရရှိတာဖြစ်ပါတယ်ဆိုတာမှရှိတဲ့တင်းတို့ကိုရောက်စီတဲ့ကိုကျွန်တော်ကပြန်လဲကျွန်တော်တက်တာအားဖြင့်ပြန်လဲပြီးတော့မှနိုင်ရှင်ပြီးတော့မှခွန်အားပေးတာဖြစ်ပါတယ်လို့ရောက်စီတဲ့မှာဘုရားသခင်တာပြီးကောင်းကြီးပေးပါစေအာမင်